လွန်ခဲ့တဲ့နှစ်ဂျင်းဝတ်ထက်တန်းကျောင်းမှာဆီယမချွဲကယွန်ဟာဂျိုဂူချောစီကိုအပြေးလွှားရောက်လာကစကားတွေပြောနေခဲ့ပြီးတိတ်မကြခင်ဂီယိုချောရဲ့လက်ချက်နဲ့အသက်ခံလိုက်ရပါတယ်။ဟွာချင်းဟာဂါယွန်အသက်ခံရတဲ့နေ့က CCTV နဲ့ဂျိုဂူချောနဲ့တွဲရိုက်ထားတဲ့ဓာတ်ပုံတွေကိုကြည့်နေခဲ့ပြီးတရားခွင်မှာဆီယမကိုကျွန်တော်ချစ်မြတ်နိုးခဲ့ပါတယ်ဆိုတဲ့ဂျိုဂူချောရဲ့စကားတွေကိုပြန်ကြားရောက်နေတဲ့အချိန်ချွဲကန်စော်ရောက်လာတာကြောင့်တကားဖွင့်ပေးလိုက်ပါတယ်။ရောက်ခမဖြစ်သူဟာဟွာချင်းအတွက်စားစရာတွေယူလာပေးခဲ့ပြီးလက်ဖက်ရည်တောက်ဖို့လုပ်နေရင်လက်တော်တွေကဂါယွန်နဲ့ဂီယိုချောရဲ့ဓာတ်ပုံတွေကိုတွေ့မြင်လိုက်ရပါတယ်။အဲဒါကြောင့်ချွဲကန်စော်ဟာလုံဆောင်ချက်တွေမှာခန်းစားချက်တွေပါလာခဲ့ရင်အကြမ်းဖက်မှုဖြစ်သွားတာကြောင့်ငါပါဇက်ကနေငါသမီးကိုမွေးပစ်ဖို့မပြောချင်ကြောင်းပြောလိုက်ပါတယ်။ကိုရီးယားနိုင်ငံရဲ့သတင်းတွေထဲမှာလည်း ERPP ကြောင့်ဇက်တိုက်ပြောနေခဲ့ပြီးပုဂ္ဂိုလ်ရေးဆိုင်ရာလက်စားချေမှုဆိုတဲ့နာမည်ဆိုးကိုမဖယ်ရှားသေးနိုင်ကြောင်းပြောဆိုနေခဲ့တာတွေကိုဟွာချင်းတယောက်ကြားနေရတာကြောင့်ဂိုးတဲ့ဟာဖုန်းကိုမြန်ပိတ်နေရပါတယ်။ဟန်ရင်ရောက်လာတဲ့အချိန်ကျောင်းသားတစုဟာကားခိုးဖို့လုပ်နေတဲ့အတွက်ရဲတိုင်ပဲပြောလိုက်တာကြောင့်ဟွာချင်းကကျောင်းဝတ်ဆောင်ဝတ်ထားရင်ငါတို့ကိစ္စပဲလို့ဆိုတာဆင့်လာပါတယ်။ကျောင်းသားတွေဟာလာရောက်တားဆီးတဲ့ဟွာချင်းကိုပါကားနဲ့တိုက်ပြီးမောင်းပြေးနေတဲ့အချိန်ဟန်ရင်ကကျောင်းသားနဲ့ကျောင်းသူတယောက်ဟာမူးနေတာကြောင့်တွားရောက်မေးမြန်းနေရင်မောင်းပြေးလာတဲ့ကောင်တွေဟာဟန်ရင်ကိုတိုက်ဖို့လုပ်နေတဲ့အတွက်မနှဲရှောင်လိုက်ရပါတယ်။အဲဒါကြောင့်ဟွာချင်းဟာကျောင်းသားတွေနောက်ကိုကားနဲ့လိုက်သွားပြီးဟန်ရင်ကတော့ဖျက်လန်းကနေပြေးလိုက်လာပါတယ်။လမ်းထောက်ရှောင်းမှာလည်းကျောင်းသားတွေဟာမီရှူမီပန်းတွေကိုလမ်းမပေါ်ပြစ်ဖောက်နေခဲ့ပြီးကျောင်းသူကတော့မှောက်နေပါတယ်။ဖျက်လန်းကလိုက်လာတဲ့ဟန်ရင်ကစပီးတစည်းနဲ့ကားအောက်ကိုထိုးကန်ကတားလိုက်ပြီးဟွာချင်းကမင်းတို့ကဘာကောင်တွေလဲမေးတဲ့အခါအသက်14နှစ်ဖြစ်တာကြောင့်အသက်မပြည့်တဲ့ပြစ်မှုကျူးလွန်သူတွေလို့ပြောနေတဲ့အချိန်ရဲတွေရောက်လာပါတယ်။ရဲစခန်းကိုရောက်တဲ့အခါကျောင်းသူဟာအယမ်းမူးနေတာကြောင့်မနှဲထိန်နေခဲ့ရပြီးဟန်ရင်ကတငယ်ချင်းတွေမှာဟုတ်ရဲ့လားလို့မေးတဲ့အခါစိတ်မရှိတဲ့ပုံစံနဲ့ဟုတ်တယ်လို့ဖြေနေခဲ့ပါတယ်။ကားခုမှုရင်စည်းကမ်းချိုးဖောက်မှုနဲ့လိုင်စင်မဲ့မောင်းနှင်မှုတို့ကြောင့်တရားစွဲမဲ့ပြောတဲ့အခါသူတို့ဟာဟော်မုန်းပြောင်းလဲမှုကြောင့်တိကျင်စိတ်ပြင်းပြတဲ့အရွယ်မျိုးလုံးမိတာဖြစ်ပြီးအသက်မပြည့်တဲ့ပြစ်မှုကျူးလွန်သူတွေဖြစ်ခဲ့ရလို့စိတ်ရင်းအမှန်နဲ့တောင်းပန်နေပါတယ်။ဒီကျောင်းသားတွေဟာဥပဒေကိုကောင်းကောင်းနားလည်ပြီးလှုပ်ချင်တာလုပ်နေကြောင်းနဲ့ဒီကိုခဏရောက်နေတာဖြစ်ကြောင်းစုံနောက်တစ်ယောက်ကဝင်ပြောနေပါတယ်။အဲ့ဒါအပြင်သူတို့ကိုလူငယ်ထိန်းသိမ်းရေးစခန်းကိုပို့ရအောင်လဲပြစ်မှုမလုံလောက်တဲ့အပြင်ကျောင်းဘက်ကလည်းဘာမှမလုပ်နိုင်ကြောင်းပြောနေတဲ့အချိန်အတန်းပိုင်းကလာပြီးအာမခံတာကြောင့်ပြန်လွတ်လိုက်ရပါတယ်။ဟွာချင်းတို့ပြန်တော့မယ့်ချိန်စုံနောက်ကထွက်ဆိုချက်တောင်းနေပြီးကျောင်းသားတွေဟာကလေးငယ်အကြမ်းဖက်မှုနဲ့သူတို့ကိုအမှုဖွင့်ခဲ့တာဖြစ်ပါတယ်။အတန်းပိုင်းဆရာနဲ့ကျောင်းသားတွေကြောင့်ဆွေးနွေးနေတဲ့အချိန်ဝင်ကြီးချွဲကိုယ်တိုင်အာမခံနဲ့လာထုတ်ပေးနေရပြီးပြန်ထွက်လာတဲ့အခါခုနကကျောင်းသားတွေဟာဟွာချင်းရဲ့ကားကိုအမျိုးမျိုးဖျက်ဆီးနေတာမြင်လိုက်ရတာကြောင့်မနှက်ဖြန်အဲ့ဒီကျောင်းမှာအလုံးစင်းတော့လို့ပြောလိုက်ပါတယ်။ဖြိုးချင်ထက်တန်းကျောင်းမှာတော့မင်းညကကျောင်းသားတွေဟာအဆုံးချက်ဆိုတဲ့ကျောင်းသားကိုနှိပ်စက်နေပြီးဟွာချင်းကိုတွေးလိုက်ရတာကြောင့် ERPP ကတကယ်ရောက်လာတာပဲဆိုကနှုတ်ဆက်လိုက်ပါတယ်။ဟွာချင်းကနှိပ်စက်ခံနေရတဲ့ကျောင်းသားကိုအတန်းနဲ့သွားဖို့ပြောလိုက်ခါကျန်တဲ့သူတွေကိုတော့စစ်ဆေးဖို့ခေါ်သွားပါတယ်။ကျောင်းသားတွေဟာသူတို့ကိုအယောင်ပြစစ်ဆေးပြီးကျန်တဲ့သူကနှိပ်စက်ခံရတဲ့ကျောင်းသားကိုမေးနေမှမလားလို့ပြောနေခဲ့ပြီးအတန်းကိုတရားဝင်ပြေးဝင်ရလို့ပြောကြောင်းပြောနေတာကိုဟွာချင်းကပြုံးမျိုးကြီးကြည့်နေပါတယ်။အမှန်တကယ်မှလည်းဟန်ရင်ကနှိပ်စက်ခံရတဲ့ကျောင်းသားတွေကိုမင်းကြီးဦးတို့အဖွဲ့ကနှိပ်စက်နေခဲ့တာလားလို့မေးနေခဲ့ပါတယ်။ဒါပေမဲ့ကျောင်းသားတွေဟာအနိုင်ကျင့်ခံရတာလည်းမရှိနှိပ်စက်နေတာလည်းမမြင်မိကြောင်းတညီတညွတ်တည်းဖြေနေကြပါတယ်။ကိုးတွေကလည်းခုနကစစ်ဆေးခံရတဲ့ကျောင်းသားတွေဟာမင်းကြီးဦးတို့အဖွဲ့နဲ့ပတ်သက်မှုရှိပေမဲ့တငယ်ချင်းမဟုတ်တာကိုတော့စုံစမ်းလို့ရကြောင်းပြောနေခဲ့ပြီးမနေ့ကဂျီဦးတို့အဖွဲ့နဲ့တွေ့ခဲ့တဲ့ရုံးချင်ဆိုတဲ့ကျောင်းသူဟာကျောင်းလာပေမဲ့ရှာမတွေ့ဘူးဖြစ်နေကြောင်းပြောပြနေခဲ့ပါတယ်။အဲဒါကြောင့်ဂျီဦးတို့သွားတက်တဲ့နေရာတွေကိုဆိုရှယ်မီဒီယာကနေတဆင့်ရှာကတဲလွန်စာတစ်ခုရလိုက်တာကြောင့်အဲ့ဒီနေရာကိုလိုက်သွားပါတယ်။လိုက်သွားတဲ့အခါဗီဒီယိုတစ်ခုကိုတောက်ခတ်ထားတာတွေ့လိုက်ရတာကြောင့်အသေးအံဖွင့်ကြည့်တဲ့အခါအမျက်လုံးတွေနေရပြီးတကိုယ်လုံးကဒဏ်ရာတွေနဲ့ရုံးချင်ကိုတွေ့လိုက်ရတဲ့အတွက်စေကန်းကိုပို့ပေးခဲ့ပါတယ်။ဟန်ရင်ကတော့ဘာလို့အဲ့ဒီနေရာကိုရောက်နေတာလဲမနေ့ကအရက်နဲ့မရပဲဘာလို့အရက်တောက်ထားသလိုမူးနေတာလဲမေးနေခဲ့ပြီးပြန်မဖြေတဲ့အတွက်လွယ်အိတ်ကိုရှာကြည့်တဲ့အခါဆေးတွေတွေ့လိုက်ရပါတယ်။ရုံးချင်ကတော့အားဆေးတွေဘာလို့ညင်းနေတာကြောင့်ဟန်ရင်ကအားဆေးဆိုငါလဲတောက်မယ်ဆိုကဆေးတောက်ဖို့လုပ်နေတဲ့အချိန်တောက်လို့မဖြစ်ဘူးဆိုကတားလိုက်တာကြောင့်ငါတောက်လို့မရတဲ့ဆေးဆိုနင်လဲတောက်လို့မရဘူးလားလို့ဟန်ရင်ကမေးနေခဲ့ပါတယ်။အရင်တုန်းကရုံးချင်ဟာတငယ်ချင်းတွေနဲ့ပျော်ရွှင်စွာနေတတ်ပြီးအလှပကိုဂယုဆိုင်ကဝေးချဖို့အတွက်တိုင်ပင်နေပါတယ်။နေ့လေကြောင်းထားတဲ့အချိန်ရုံးချင်ဟာအစာမစားပဲဝေးချနေတာကိုဂျင်းဝန်းရောက်လာပြီးဝေးချတာအစားတောက်စားပြီးချရမှာပေါ့လို့ပြောကအသေးပုံဆေးတွေပြလိုက်ရင်ဝေးချစီဆိုပြီးသူကိုယ်တိုင်ဖြော်တိုက်နေပါတယ်။နောက်နေ့ရုံးချင်တယောက်တည်းရှိနေတဲ့ချိန်ဂျင်းဝန်းရောက်လာပြီးလှလာတဲ့ဖြစ်ကြောင်းပြောကဆေးယူအောင်မလားမေးနေခဲ့ပါတယ်။နောက်နေ့ဆေးကိုရုံးချင်တောင်းတလာတဲ့အချိန်မှာတော့ဂျီယွန်းဟာပတ်စံနဲ့စပြီးဝယ်ဖို့ပြောလာပါတယ်။ပတ်စံကိုတဖြည်းဖြည်းတိုးတောင်းလာခဲ့ပြီးမတက်နိုင်တော့တဲ့အချိန်ကျမှအချိန်မှန်းဖြစ်ဖြစ်အလုပ်လုပ်ဆိုကဆေးတွေရောင်းခိုင်းပါတယ်။ဂျီယွန်းစီမှာတော့ရုံးချင်လိုចောင်းသားចောင်းသူတွေအများကြီးရှိနေခဲ့ပြီးဂျီယွန်းပြောသမျှဆိုသမျှနှိမ့်ဆက်တာတွေကိုခံနေရပြီးဆေးလိုချင်တဲ့အတွက်ပြန်မပြောရဲဘာမှပြန်မလုပ်ရဲဖြစ်နေကြပါတယ်။ရုံးချင်ဟာအခုလိုလုပ်ရက်တွေကိုကြောက်လာတဲ့အတွက်ရက်လိုက်တော့မှပြောနေခဲ့ပြီးဂျီယွန်းကတော့ရက်မယ်ဆိုရင်ဆေးပါဖြတ်ဆိုကဆွဲယူလိုက်ပြီးချက်တောင်းနဲ့နင်းချလိုက်တာကြောင့်ရုံးချင်လည်းအရှုံးပေးလိုက်ရပြန်ပါတယ်။မတက်နိုင်တော့တဲ့အစုံရဲကိုတိုင်လိုက်ပြီးចောင်းသားတွေဟာဂျီယွန်းဖမ်းခံရတာကိုဝမ်းသာနေကြပေမဲ့တိတ်မကြခင်အတန်းထဲကိုပြန်ရောက်လာပါတယ်။ရဲတွေကိုသတင်းပေးလိုက်တာတိသွားခဲ့တာကြောင့်ဂျီယွန်းတို့အဖွဲ့ဟာထုံးစံအတိုင်းနှိမ့်ဆက်နေကြောင်းနဲ့ဘလောက်ပဲထွက်ပြေးပါစီသူတို့လက်ကမလွတ်နိုင်ကြောင်းဟန်ရင်ကိုရင်ဖွင့်နေခဲ့ပါတယ်။အဲဒါကြောင့်ဟန်ရင်ကပဲ ERPP ဌာနဟာတခြားဌာနတွေလိုမဟုတ်ပဲနင်းနာတဲ့ចောင်းသားတွေပေါ်တေချာကယူ
ဆိုင်သွားမှာဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်ဂျီဦးတို့ဖွဲ့စစ်ဆေးခံနေရတဲ့ခန်းတွေကိုဟန်ရင်ဝင်လာကတောင်းကျမ်းမှုလုပ်နေတာကြောင့်ဟွာချင်းကတားလိုက်တဲ့အခါဟန်ရင်ကအဲ့ဒီကောင်တွေကနှိမ့်ဆက်ယုံနေမဟုတ်ပဲမူးယစ်ဆေးဝါးကိုအသုံးချကចောင်းသားတွေဟာပတ်စံရအောင်ရှာပေးနေရတဲ့သူတွေဖြစ်နေကြောင်းပြောပြနေပါတယ်ဟွာချင်းကအဲ့ဒါတကယ်ပဲလားမေးတဲ့အခါအဲ့ဒါကအပြစ်ဖြစ်နေတာလားမသိလို့လုံးလိုက်မိတာပါအသက်မပြည့်သေးတဲ့ကျူးလွန်သူတွေမို့လို့နိုင်ငံတော်ကအခွင့်အရေးပေးတယ်မလားလို့ဂယုမဆိုင်တဲ့လေတံနဲ့ပြန်ပြောနေတာကြောင့်နေရာတိုင်းမှာအကန့်အသတ်ရှိတယ်လို့ပြောနေခဲ့ပါတယ်အဲ့ဒါတော့ဂျီဝန်းကဟွာချင်းကိုဖမ်းနိုင်ရင်ဖမ်းလို့နောက်ပြောင်နေခဲ့ပါတယ်ညနေပိုင်းရောက်တဲ့အခါဂျီဝန်းတို့အဖွဲ့ကိုပုံစံမျိုးစုံနဲ့မသိအောင်ဖမ်းခေါ်လာခဲ့ပြီးပညာရေးဆိုင်ရာအခွင့်အရေးချိုးဖောက်မှုကျောင်းတွင်ကြမ်းဖက်မှုမူးယစ်ဆေးဝါးရောင်းချမှုအသက်မပြည့်တဲ့ကလေးတွေကိုရောင်းချစေမှုတို့နဲ့အတီးပြူကြောင်းပြောကမင်းတို့တော့သေးပြီဆိုကကားကိုမောင်းထွက်လာခဲ့ပါတယ်ဂျီဝန်းတို့အဖွဲ့ကိုခေါ်သွားတဲ့နေရာလူငယ်ထိန်းသိမ်းရေးအကျဉ်းထောင်ဖြစ်နေပြီးဂျီဝန်းတို့ကတော့နောက်ပြောင်နေသေးပဲဖြစ်ပါတယ်တကယ်တော့ဝင်ကြီးချွဲကန်စောဟာအကျဉ်းထောင်မှုကိုအကူအညီတောင်းခဲ့တာဖြစ်ပြီးထောင်မှုကတော့အပြင်ကိုပေါက်ကြားမှာစိုးရိမ်နေခဲ့ပေမဲ့ဝင်ကြီးကအလေးနဲ့ကူညီတောင်းနေတာကြောင့်ကူညီပေးခဲ့ရပါတယ်ထောင်ထဲဝင်ကစားမှာပဲပုံစံမျိုးမျိုးပေးနေခဲ့ပြီးထောင်သားဝတ်စုံနဲ့အပြင်ထွက်လာတဲ့အခါ ERBB အဖွဲ့သားတွေဟာလည်းထောင်ဆောက်ပုံစံတွေဖြစ်နေပါတယ်ဟွာချင်းကတော့မင်းတို့ကဒီမှာရှိတဲ့ထောင်သားတွေနဲ့တန်းတူနေထိုင်ရမှာဖြစ်ပြီးကန့်ကွက်ချင်တဲ့သူရှိရင်လက်ထောင်လိုက်လို့ပြောလိုက်တဲ့အခါဂျီဝန်းကထောင်လိုက်ပေမဲ့တီးခံလိုက်လို့သာပြောခဲ့ပါတယ်ဂျီဝန်းကအခုချိန်ထိနောက်တော့မရသေးပဲစနှောင်နေခဲ့ပြီးအခန်းထဲကိုရောက်တဲ့အခါမင်းတို့ရဲ့နီးပြဟန်ရင်ဖြစ်ကြောင်ဟွာချင်းကပြောနေပေမဲ့ပြင်ကိုပြန်ပို့ပေးလို့သာအော်နေတာကြောင့်ဟန်ရင်ကပဲငါ့ကိုအလဲထိုးနိုင်ရင်အပြင်ထွက်ရမယ်လို့ပြောတာကြောင့်ဝင်လို့ပေမဲ့သူတို့ပဲခံလိုက်ရပါတယ်ဂုံးတွေဟာသူတို့ကိုအချိန်စရာတွေပြောစာတွေတင်ပေးနေခဲ့ပြီးဂီယူမဆိုင်တဲ့အခါဟန်ရင်ကိုခေါ်လိုက်ပြီးပုံစံတွေပေးနေခဲ့ပါတယ်နေ့လက်ထမင်းစားချိန်မှာလည်းအသက်မပြည့်တဲ့ထောင်သားတွေကိုဦးစားပေးတာကြောင့်လူသက်မှုနဲ့ထောင်ကျနေတဲ့ရင်ဘက်ကအနီရောင်တစိမ့်နဲ့ထောင်သားတွေရဲ့ပုံစံပေးခြင်းကိုခံနေရပြန်ပါတယ်ထမင်းစားပြီးတဲ့အခါဂျီဝန်းတို့အဖွဲ့ကိုပဲပကံစေးကမ်းခဲ့တာကြောင့်စိတ်ညစ်နေတဲ့ဂျီအွန်းဟာအိမ်ကမိဘတွေမသိသိအောင်ပြောရမယ်ဆိုကပကံတွေလာပေးတဲ့ဂိမ်းစုကြောင်လို့ခေါ်တဲ့ထောင်သားကိုထိုးနှက်လိုက်ပါတယ်ထောင်ဆောင်တွေနဲ့ဟွာချင်းလာကြည့်တဲ့အချိန်စုကြောင်ဟာသူ့ရေကန်နဲ့ပြုတ်ကျသွားတဲ့အတွက်ဂျီအွန်းကကူညီပေးတင်ကြောင်ပြောနေခဲ့ပြီးဂျီအွန်းကိုတစ်ချက်ကြည့်ကတေချာပေါက်ကျေးဇူးဆက်မှာဖြစ်ကြောင်ပြောပြခဲ့ပါတယ်ညဘက်လူစစ်ချိန်ရောက်တဲ့အခါဟွာချင်းကဂျီအွန်းကိုဂိမ်းစုကြောင်နဲ့မပတ်သက်မိစေဖို့နဲ့စုကြောင်ဟာသူ့ကိုနှိပ်စက်ခဲ့တဲ့သူမှန်သမျှကိုအတန်းထဲမှာတပ်ပစ်ခဲ့တာဖြစ်ကြောင်ပြောနေတဲ့အချိန်စုကြောင်ကိုတွေ့လိုက်ရတာကြောင့်ထိတ်လန့်နေပါတယ်နောက်နေ့ပကံစေးတဲ့အခါစုကြောင်ကဇုံးနှချောင်းယူထားတာကိုဂျီအွန်းတယောက်တွေ့လိုက်ရပြီးညနေဘက်ဇုံးပြောင်းနေတာကြောင့်ထောင်ဆောင်တွေဟာပိုက်စိတ်တက်ရှာနေခဲ့ပါတယ်ဂျီအွန်းကဇုံးကအဲ့ဒီကောင်စီမာလို့ပြောလိုက်တာကြောင့်ရှာကြည့်လိုက်တဲ့အချိန်တွားလိုက်စေးဘူးကိုသာတွေ့လိုက်ရပေမဲ့အရှိကမြောင်းထဲမှာထည့်ထားတဲ့ဇုံးကိုထုတ်ကဂျီအွန်းကိုလိုက်ထိုးနေတာကြောင့်ထွက်ပြေးနေရပါတယ်စုကြောင်ဟာဂျီအွန်းရဲ့မျက်လုံးထဲကိုထိုးဆိုင်ဖို့လုပ်နေခဲ့ပြီးငါကဒီထောင်ထဲမှာအမြင့်ဆုံးပြစ်ဒဏ်ဖြစ်နေတာကြောင့်မင်းလိုကောင်ကိုတတ်လိုက်လဲဘာမှမထူးဘူးဆိုကထောင်ဆောင်တွေဝိုင်းဆွဲထားတာကြောင့်ဂျီအွန်းတယောက်တက်တာသွားပေမဲ့အော်ကြီးဟစ်ကျဲငိုကြွေးပြီးကြံနေခဲ့ပါတယ်ဒီချွဲကန်စောရုံးကိုလာတဲ့အချိန်မှာတော့မင်းကြီးအွန်းတို့မိဘတွေဟာဆန္ဒပြနေခဲ့တာကြောင့်ဝင်ကြီးကိုယ်တိုင်ဆင်းတွေ့ကကလေးတွေကိုတွေ့ချင်ရင်မနှက်ပြန်လာခဲ့လို့ပြောနေခဲ့ပေမဲ့မိဘတွေကလာခိုင်းတိုင်းလာရမှလာပြောနေတဲ့အတွက်နောက်ဆုံးခွင့်ရေးလို့ပြောခဲ့လိုက်ပါတယ်နောက်နေ့ကလေးတွေနဲ့တွေ့တဲ့အခါကျွန်တော်တို့သားသမီးတွေဟာအသက်မပြေသေးကြောင်းပဲပြောနေတဲ့အတွက်ဟွာချင်းကဒါပါစိတ်လဲလို့မေးတဲ့အခါဝိချစိတ်လို့သာပြန်ပြောနေပါတယ်အဲ့ဒါဆိုရင်မင်းကိုယ်တိုင်တောက်ဆိုကတိုက်နေတာကြောင့်ဂျီဝန်းဟာအသေးအံထွေးထုတ်နေခဲ့ပြီးဟွာချင်းကအဲ့ဒါဟာပုံစံတူအားစိတာဖြစ်ကြောင်းနဲ့မိဘတွေဘက်လက်ကခမားတို့ရဲ့သားသမီးတွေဟာမူးယစ်ဆေးဝါးဖြန့်ဖြူးနေပြီး1.5 ဘီလီယံလောက်ရယူထားကြောင်းကိုထိလက်ရောက်ကျူးလွန်မှုတွေလည်းရှိကြောင်းပြောပြနေပါတယ်အဲ့ဒါကြောင့်ဝင်ကြီးချွဲကန်စောကပဲပြည်မှုထင်ရှားနေပြီးမိဘတွေကမတင်ကြားနိုင်ရင်ကျောင်းကတင်ကြားပေးရမှာဖြစ်ပြီးကျောင်းကမတက်နိုင်ရင်လူအဖွဲ့အစည်းအဲ့ဒါမှမရရင် ERBB ကတာဝန်ယူရမှာဖြစ်ကြောင်းပြောနေတဲ့အတွက်အသေးအံတောင်းပန်နေကြပါတယ်မင်းတို့တောင်းပန်ရမှာငါတို့မဟုတ်ပဲတခြားသူတယောက်ရဲ့ခွင့်လွှတ်မှုကိုပဲလိုအပ်တယ်လို့ပြောလိုက်ခါဟန်ရင်ကရုံးချင်ကိုခေါ်လာခဲ့ပြီးရုံးချင်ကမင်းကြီးဦးတို့အုပ်စုကိုတေချာကြည့်ကနင်တို့ကိုလုံးဝခွင့်မလုပ်နိုင်ဘူးလို့ပြောလိုက်ပါတယ်ကျောင်းမှာအသက်ရှင်နေရတာဟာငရဲလိုပဲလို့ပြောနေတဲ့အချိန်ဂျီဝန်းကငါကအသက်မပြည့်တဲ့ကျူးလွန်သူပဲဆိုပြီးဘင်းကိုတက်ပစ်လိုက်လို့ရတယ်လို့အော်ဟစ်ကပြေးဝင်လာတဲ့အချိန်ဟန်ရင်ကပဲတားလိုက်ပါတယ်အဲ့ဒါကြောင့်ဝင်ကြီးချွဲကန်စောဟာဂျီဝန်းတို့အဖွဲ့လွတ်ပေးဖို့တောင်းဆိုနေတာကိုတရားဝင်ပယ်ချလိုက်ကြောင်းပြောနေပါတယ်သတင်းစာရှင်းလင်းပွဲမှာတော့အသက်မပြည့်တဲ့ကျူးလွန်သူတွေကို ERBB ကကင်ရသွားမှာဖြစ်ကြောင်းနဲ့ဥပဒေမှာအသက်မပြည့်လို့ကင်းလွတ်ခွင့်ရပေမဲ့ပညာရေးမှာတော့လုံးဝမရဘူးဆိုကပြောကြားလိုက်ပါတယ်ထောင်ထဲမှာတော့ဂျီဝန်းဟာသူ့လုပ်ရအတိုင်းပြန်ခန်းစားနေခဲ့ရပြီးတစုံတစ်ခုကိုစိုးရင်ထိတ်လန့်စွာနေနေရကရုံးချင်ရဲ့ပုံရိပ်တွေကိုလည်းမြင်အောင်နေပါတယ်တကယ်တော့စုကြောင်ဟာဟွာချင်းကိုအကူအညီပေးခဲ့တာဖြစ်ပြီးသူ့အတွက်တော့သူ့လိုနှိပ်စက်ခံရတဲ့လူတွေမရှိတော့ရင်ရပါပြီလို့ပြောနေတဲ့အချိန်ဂျီယိုကိုထောင်သားတစ်ယောက်ကမူးယစ်ဆေးဝါးကိုင်းနဲ့ပတ်သက်ပြီးသတင်းပေါက်ကြားမှာဆိုတာကြောင့်ဓာတ်နဲ့ထိုးလိုက်ပါတယ်ဟွာချင်းကကူညီပေးဖို့အပြေးသွားခဲ့ပေမဲ့ဆီယမကာယွန်းကိုတတ်ခဲ့တဲ့ဂျိုဂူချောကတစ်ဖက်လူရဲ့တားချက်ကိုဝင်တားလိုက်ကဟွာချင်းကိုကြည့်နေခဲ့ပါတယ်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Juro Recap channel လေးကို like and subscribe နှိပ်ခဲ့ပေးဖို့တောင်းဆိုပါတယ်